မိလာပါဒီနေ့ကတော့ထမင်းကြော်ပြမှာပဲဖြစ်ပါတယ်โอเคထမင်းကိုကျွန်တော်ကကြောက်ဦးနဲ့ကြော်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒူးကြောက်ကိုပူကြော်ရမယ်ကြောက်မကြော်သေးကျွန်တော်ထမင်းထဲကိုထည့်မဲ့အစာပလာတွေပိုင်းဆက်ရမယ်โอเคlet's go ကူးဆိုရတော့ဒီမှာပေါ့နော်ဒီမှာထမင်းချမ်းမနေ့ကကြံတဲ့ထမင်းချမ်းကိုကျွန်တော်ထမင်းကြော်မဲ့ပစ္စည်းထည့်ပါမယ်ပွေဆုံးကျွန်တော်တို့ချက်တာမဟုတ်ဘူးထည့်ပါမယ်ထမင်းကြော်ဘာဖြစ်ချက်တာမဟုတ်ထည့်ရလဲဆိုတော့ကျွန်တော်အရတာကြီးကောင်းရလို့ပါဒီမှာပါတက်ဆုံးထည့်ပါပြီတက်ဆုံးနဲ့တော့တက်ဆုံးနဲ့နည်းနည်းပေါ့နော်တက်ဆုံးနဲ့နည်းနည်းထည့်လိုက်ပါတယ်โอเคနောက်လေးပြီးတော့ဒီဆော့ရည်လေးကြောက်နဲ့တိုးစားရတဲ့ဆော့ရည်လေးဒီမှာထိုင်းမှရှိတယ်ပေါ့နော်ဒီဆော့ရည်လေးကိုထည့်ပါမယ်1 2 3ဟာပြပိတ်သွားတယ်โอเคလို့လေးပေါ့အဲ့တော့ဆိုရပြီပြီးတော့ဒီဟာလေးလက်ထည့်ပါမယ်ဒီဟာလေးကဒူနာဟာနဲ့တော့တိတ်နည်းနည်းတော့တူနည်းနည်းလေးအရတာလေးပဲတူပါရတာလေးနည်းနည်းလေးပဲတူဒါပေမဲ့ဒီကငှက်ပြရည်လို့ပဲโอเคတော့ဆိုရပြီတထားလိုက်မယ်ပေးပါထည့်ရမလဲငှက်ပြရည်တစ်ပေါင်းပေါက်မယ်အဲ့တော့ဆိုရပြီနှစ်ပေါက်ပေါက်တယ်ပြီးတော့ကျွန်တော်တို့တွေအချုံမုတ်ထည့်ပါမယ်အဲ့တော့ဆိုရပြီပြီးတော့စားထည့်ပါပြီးရပါကြံလေးလဲပြီးရဒီဟာလေးထည့်ပါမယ်အဲ့တော့ဆိုရပြီပြီးတော့ဒီဟာထည့်ပါမယ်ဒါလည်းနည်းနည်းလေးဆိုရပြီအဲ့တော့ဒီမှာပါအဲ့ဒါကိုကျွန်တော်ဒီတိုင်းဒီမှာပါထဲအိုးတော့ထဲအိုးရှိတယ်ရေခမ်းအောင်ပြီးတော့ဒီခမ်းအောင်လုပ်လို့ရေပဲဒီထဲပါပဲဒီထဲပေါ်ပါလိမ့်နဲ့အောင်မလေးပါမရှိသေးဘူးဒီလိုနဲ့အောင်မလေးဘူးနော်ဒီကြောင်းနှလုံးဖောက်ထည့်ပါမယ်ဟိုကတော့မှားဝိုင်းထမင်းထည့်ပါမယ်1 2 3โอ้ยတောက်လေးဒီမှာထမင်းကြော်လေးကတော့ရပါပြီပေါ့နော်အားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲကျွန်တော်ခုနကတော့မီးကြီးကလောဝကောင်းတယ်ကောင်းတယ်အားလုံးကျေးဇူးတင်တယ်အားလုံးပဲဘိုင်ဘိုင်နောက်နေ့မှပြန်တွေ့မယ်နောက်နေ့ကြရည်လေဟင်း